ထုတ်ပေါင်းလေးလှုပ်ရှားပြလို့တင်ပေးလိုက်ပါတယ်နော်ဗီဒီယိုလေးမှာဆက်စုံရမယ်ရှင်အစိတ်သားကိုပဲငံပြားကြီးအကြီးတစ်စွန်းပဲငံပြားကြီးအနောက်လက်ဖေးစွန်းတစ်စွန်းထည့်လိုက်မယ်နော်နှမ်းစီမွေးလေးလက်ဖေးစွန်းတစ်စွန်းစာလောက်ထည့်ပါမယ်ရှင်ခရုစီလေးကထမင်းစားစွန်းနဲ့တစ်စွန်းထည့်လိုက်မယ်နော်ရက်လေးကထမင်းစားစွန်းနဲ့တစွန်းသုံးထားပါတယ်ရှင်ကောင်းမှုတ်လေးနည်းနည်းထည့်မယ်နော်လာလေးလည်းနည်းနည်းထည့်ပါမယ်လေးနည်းနည်းထည့်လိုက်မယ်နော်လေးလည်းနည်းနည်းထည့်လိုက်ပါမယ်ရှင်နည်းနည်းနဲ့ကြက်သွန်ပြူလေးလည်းထည့်ပြီးကြိတ်လိုက်မယ်နော်မိလိုချင်တဲ့အနေထားရောက်တဲ့အထိကြိတ်လိုက်မယ်နော်ကော်မှုတ်လေးထမင်းစားစွန်းနှစ်စွန်းမောက်မောက်ထည့်လိုက်မယ်နော်သွန်นี้နှုတ်ဆင်းထားလေးနှလုံးထည့်လိုက်ပါတယ်ရှင်ဒါကတော့မကြရင်လည်းမထည့်လို့ရပါတယ်เนาะကျမကတော့ပို့ချူအောင်လို့ထည့်တာပါရှင်ကြက်သွန်မိတ်လေးနဲ့တရုတ်နံနံလေးလှီပပလှီထားတာထည့်လိုက်မယ်เนาะအားလုံးကိုရောမှွေလိုက်ပါမယ်ရှင်ဘေကင်းပေါင်ဒါလေးရှိရင်တော့လက်ဖက်စားစွန်းတစ်စွန်းထည့်လိုက်ပါမယ်ရှင်မရှိရင်မထည့်လည်းရပါတယ်เนาะတေချာမှွေပေးလိုက်ပါမယ်ရှင်ဒါဆိုရင်တော့ဖတ်ထုတ်လုပ်ဖို့အတွက်အဆင်သင့်ဖြစ်ပါပြီเนาะဒီနေရာမှာပြောင်းမှုမုံလာဥနီအကုန်လုံးကြိုက်နှစ်သက်ရာထည့်ပြီးနေလို့လည်းရပါတယ်เนาะကြက်ဥလေးတစ်လုံးလည်းထည့်လိုက်မယ်เนาะဒီနေ့ပဲအားရပါရနေလိုက်ပါတော့မယ်ရှင်เนาะဖတ်ထုတ်အတွက်အစာလေးအစင်သေးဖြစ်ပါပြီရှင်ကြက်သားလုံးကြော်မယ်ဆိုရင်လည်းဒါလေးကိုအကြော်မှုတ်လေးနည်းနည်းထက်ရောပြီးကြော်မယ်ဆိုရင်လည်းစားကောင်းပါတယ်เนาะဒင်းဆန်းလုပ်မယ်ဆိုလည်းဒီအသားလေးနဲ့လုပ်လို့ရပါတယ်ရှင်ဖတ်ထုတ်ရွက်လေးတွေက ready made ဝယ်လိုက်တာပေါ့နော်ဒါလေးကတစ်ထုပ်ကို3500ပေးရပါတယ်ရှင်ခြုံလေးကိုလည်းရေလေးနဲ့ဖြော်ထားလိုက်မယ်နော်ဖတ်ထုတ်စာလေးထည့်လိုက်ပါမယ်ဒီဘေးပပတ်လေးကိုရေလေးတုပ်လိုက်မယ်နော်ရေလေးတုပ်ပါမယ်ကျမကတော့အိမ်စားဆိုတော့ကိုခောက်တတ်တယ်လို့လေးပဲခောက်လိုက်ပါတယ်เนาะခုလိုမျိုးလေးအစင်သေးလှုပ်ထားလိုက်မယ်နော်။အဲတော့ကလေဒီဘက်ကနည်းနည်းထူတဲ့ဟာလေးတွေကဖတ်ထုတ်စီချက်လှုပ်စားပါမယ်ရှင်။ချက်သားအစိတ်သားကိုဒါမျိုးပန်းလေး3ပန်းရပါတယ်နော်။ဖတ်ထုတ်လေးတွေကိုကိုဖက်ကိုပေါင်းစားလို့ရှိရင်လေအနားလေးတွေခြောက်ပြီးတော့ဘလောက်ပေါင်းပေါင်းအနားလေးတွေခြောက်နေတဲ့အဓိကအချက်လေးကလူလိုမျိုးရေနေလေးတွေကိုခဏထည့်ပြီးချက်ချင်းပြန်ဆယ်ပြီးမှပေါင်းရင်တော့အီအီလေးပိုရပါတယ်ရှင်။နှွေးလေးခဏဖြောပြီးတာနဲ့ပြန်ဆယ်လိုက်မယ်နော်။အဲ့ဒါဆိုရင်လေပေါင်းရင်အနားလေးခြောက်တာမဖြစ်တော့ပါဘူးရှင်။ရေသေးချာစစ်ပြီးတော့မှပေါင်းမဲ့ဘန်းနဲ့ထည့်ပြီးပေါင်းမယ်နော်ဘန်းလေးကိုစီတုပ်ပြီးတော့ထည့်လိုက်မယ်နော်ရေစစ်ထားတဲ့ဖတ်ထုတ်လေးတွေကိုစီလေးနည်းနည်းတုပ်ပြီးပေါင်းလိုက်ပါမယ်ဆိုရင်တော့ဤဆက်ပြီးစားလို့ကောင်းတဲ့ဖတ်ထုတ်ပေါင်းလေးရပါပြီရှင်အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ကြပါစေရှင်